ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီဘက်ရှင်းပြပေးမယ့်ပုံစံလေးကတော့အခန်း20မှာပါတယ်ဂျောင်းဖို့ပေါ့လေနော် Beta App ဆိုပြီးတော့ကျွန်တော်တို့ဘာလဲဆိုရင်ဒီပေါ့နော်ဒီ delivery နဲ့ပတ်သက်ပြီးတော့ application တွေအကြောင်းကိုသူကဘာလဲဆိုလို့ရှိရင်ပြောပြထားတယ်ပေါ့နော်ဒီကားထဲမှာဒီစာထဲမှာပေါ့လေနော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီ Beta App ကိုကျွန်တော်မရှင်းပြခင်ပေါ့နော်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့ဘာတွေရှိလဲပေါ့လေနော်ကိုရီးယားနိုင်ငံမှာကျွန်တော်အစားအသောက်တွေကိုမှာတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီထပ်ဖဲနော်ဒီဘယ်တာဆိုတဲ့နော် delivery ပေါ့နော် delivery နဲ့ကျွန်တော်မှာကြရတယ် delivery ကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေပေါ့နော်ကျွန်တော်တို့တွေရဲ့အဆောင်တိုင်းမှာရှိနေတဲ့ဒီပေါ့နော်ရေခဲတက်တာမှာကတ်ထားရတယ်ပေါ့လေနော်ရေခဲတက်တာမှာကတ်ထားတဲ့ sticker လေးတွေရှိတယ်အဲ့မှာဆိုရင် pizza sticker လေးတွေရှိတယ် chicken ဆိုတဲ့ပေါ့နော်ဒီကြက်ကြော် sticker လေးတွေရှိတယ်အဲ့လို sticker လေးတွေကိုအောက်မှာတော့ဖုန်းနံပါတ်လေးပေးထားတယ်ပေါ့နော်မိမိကဟိုည10နာရီသို့မဟုတ်တကောင်ရံချိန်မှာပေါ့နော်ဘိုက်စာတာသို့မဟုတ်တငယ်ချင်းတွေနဲ့အပြင်ထွက်မစားခြင်းဘူးအိမ်ကိုမှားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ application တွေရှိတယ်ပေါ့လေနော်ဒီမှာ application တွေရှိပါတယ်အဲ့ဒီ application တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကမှားလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့နော်ဒီရေခဲတက်တာတွေမှာ sticker လေးတွေကပ်ပြီးထားတယ်အဲ့ sticker လေးနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်မှားလို့ရတယ်ပေါ့နော်ကိုရီးယားနိုင်ငံရဲ့ဒီ beta ကနော်ဒီ delivery ရပါလေနော်အရက်ဘယ်လောက်ထိကောင်းလဲဆိုရင်ကျွန်တော်တို့ဆိုရင်ကိုရီးယားနိုင်ငံမှာပေါ့နော်ပီဇာအရင်ကြိုက်တာဖြစ်တာမလို့ပီဇာခဏခဏမှာစားတော့ပီဇာမှာပြီးဆိုတော့နဲ့ထန်ကုန်လေး9မိနစ်တွင်ကျွန်တော်တို့အိမ်ကိုအလုံးဝအရောက်ပဲနော်9မိနစ်ပီဇာဆိုပူချက်နေမှာလို့တော့မဆုံးသေးဘူးအိမ်ရှိကိုနော်ပီဇာလုံးဝရောက်နေပြီဒီလိုသဘောမျိုးပါအဲ့တော့ကိုရီးယားနိုင်ငံမှာဘယ်တာလဲဆိုတဲ့ဒီပေါ့နော် delivery စနစ်ကအရန်ကိုကောင်းပါတယ်နော်ကျွန်တော်ចောင်းသားပြည်ဆိုရင်တော့တိလိုက်မယ်ပြင်မှာမုံမှာစားတဲ့ចောင်းသားတွေဆိုရင်တော့တိပါလိမ့်မယ်ပေါ့နော်ကဲဟုတ်ပါပြီကျွန်တော်ဒီနေ့စာပိုင်းလေးကိုရှင်းပါတော့မယ်လာပြီဟန်ကုကွန်ကိုရီးယားနိုင်ငံကတော့တဲ့အုံရှစ်ဘယ်ရာဆိုတာကဘာလဲကအစားအစာတွေကိုဘယ်ရာဆိုတာကအင်ရောက်ပို့ဆောင်တဲ့မွန်းတော်ယဉ်ကျေးမှုကတော့တဲ့မဲဦးဆိုတာကအလွန်ကိုဘာရာဟန်ဆိုတာကဖွံ့ဖြိုးတိုးတက်တဲ့နာရာအင်မီတာနိုင်ငံတစ်ခုပဲဖြစ်တယ်အဲ့တော့သူပြောချင်တဲ့အဓိပ္ပာယ်ကကိုရီးယားနိုင်ငံကတော့အစားအစာတွေကိုမှားကြားတဲ့ယဉ်ကျေးမှုကအလွန်ကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ရပြီနော်။အဲ့ဒါလာပြီးတော့ထပ်ပြထားတဲ့ဂျွန်းနာနာတယ်လီဖုန်းသုံးဖို့ app ဆိုတာကကျွန်တော်မလဲ application တွေကိုတဲ့ထုံးစံရောဆိုတာကမှားတစ်စက်เนาะအဲ့ဒီ application တွေမှာတစ်စက်ဝန်နာနွန်ဆိုတာကမိမိတို့လိုချင်တဲ့အုံဖြစ်အစားအစာကိုတဲ့ဝန်နာနွန်ဂျန်ဆိုတော့မိမိတို့လိုချင်တဲ့နေရာတို့ပါရုကိုလျင်မြန်ပြီးတော့ခံဖြွန်းနာကလွယ်ကူစွာဖြစ်ဘယ်ရာရှိခိစုအစ်စမီတာဒီပိုင်းလဲဆိုအိမ်ရောက်ပို့ဆောင်ပေးနိုင်မှာပေါ့နော်အိမ်ရောက်လာရောက်ပြီးတော့ပို့ဆောင်ပေးနိုင်ပါတယ်ပေါ့လေနော်အဲ့ဒါကိုရီးယားနိုင်ငံရဲ့ delivery ကဘယ်လောက်ထိပြောထားလဲဆိုလို့ရှိရင်ဖုန်းတွေတုံးဖို့ application တွေမှာတစ်ဆင့်မိမိတို့လိုချင်တဲ့အစားအစာတွေကိုမိမိတို့လိုချင်တဲ့နေရာအထိပေါ့နော်လျင်မြန်စွာဖြစ်ပေါ့နော်လျင်မြန်ပြီးတော့နော်ဒီလွယ်ကူစွာဖြစ်တဲ့ဘယ်ရာရှိခိစုအစ်စမီတာဒီ delivery မှာကြားနိုင်ပါတယ်ပေါ့နော်ทุกขีအထူးသဖြင့်ပေါ့ချွဲကုန်းဆိုတဲ့လက်တလုံးမှာတဲ့ Beta app ဆိုတဲ့ဒီ Beta နော် delivery ရဲ့ application တွေကတော့တဲ့sorry ပါဒန်ဂျန်လို့ဆိုတာကပေါ်ပေါက်လာခြင်းဖြစ်နော် application တွေပေါ်ပေါက်လာခြင်းဖြစ်အုံးရှစ်အစားအစာတွေရဲ့တဲ့ Beta ရှိခင်နော်ဆိုတာက delivery မှာကြားခြင်းမှာကတော့delivery မှာကြားတဲ့ cost အရာတွေကတော့ဒေါ်ယူပို့ပြီးတော့တဲ့ purely head just meter ဒီအဆင်ပြေလာခဲ့တယ်အဲ့တော့သူပြောချင်တဲ့အဓိပ္ပာယ်ကနော်ယခုခေတ်ပေါ့နော်ယခုခေတ် internet တွေအရန်ထုံးကားလာတဲ့ခေတ်မှာပေါ့လေနော်နော်ဒီ Beta apps တွေနော်ဒီ Beta application တွေကအများကြီးပေါ်ပေါက်လာပြီးတော့ Beta မှာကြားတဲ့အရာကလည်းပဲပို့ပြီးတော့ဗာလဲအဆင်ပြေလာတယ်နော်ကိုရီးယားလိုနိုင်ငံမျိုးကတော်တော်ကြီးကိုအဆင်ပြေတယ်ဗျာနော်ခုနကကျွန်တော်ပြောသလိုပေါ့ကိုတရေနုဘိုက်စားတယ်ဆိုရင်တော့မှလေဘယ်မှသွားကြမလို့အိမ်ရှိကို delivery ဖုန်းဆက်လိုက်ပြီဆိုတာနဲ့အိမ်ရှိကို24နာရီထားရက်လုံးဝလာပြီးလာပို့ပေးတယ်အရန်ကိုကောင်းမွန်တဲ့စနစ်ပဲเนาะကိုရီးယားနဲ့အဲ့တော့ကျွန်တော်တို့တွေကဒီဟာလေးကိုမကြည့်ခင်ကျွန်တော်ဒီမှာပုံလေးတစ်ပုံရှင်းပြပေးမယ်ပေါ့လေเนาะပုံလေးတစ်ပုံလေးကျွန်တော်ရှင်းပြပေးမယ်ကြည့်ကြအောင်အဲ့တော့ကျွန်တော်ပြောပြခြင်းတဲ့ပုံလေးရပါပေါ့လေเนาะဒီမှာပေါ့ဘာလဲဆိုလို့ရှိရင်နော်ခုနပြောတယ်ကျွန်တော်ဘယ်သားဆိုတာဘာလဲပေါ့လေနော်ဘယ်သားဆိုတာကဘာလဲဆိုတော့ delivery ပေါ့လေနော် delivery ဒါကျွန်တော်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့ဘာမှာကျင်လဲပေါ့နော်အမြန်ဆုံးကျွန်တော်ဖုန်းဆက်ပြီးတာနဲ့လုံးဝအမြန်ဆုံးဗျာကျွန်တော်တို့နော်မြန်မာပြည်မှာဆိုရင်ဟိုနိုင်ကွက်ဘာညာကြီးစောင့်နေရသေးတယ်ကိုရီးယားနိုင်ငံမှာလေအရှင်းဆုံးပြောရရင်ကျွန်တော်တို့ကလေဒီမှာတော့ဒီလူတွေကျွန်တော်မှာဆိုင်ကယ်တွေနဲ့လုံးဝအမြန်
လုံးဝအမြန်ကျွန်တော်ထန်းကုန်ကြာပြ10မိနစ်ပဲဒီထက်မပိုဘူးเนาะဒီလိုမျိုး delivery man တွေရှိပါတယ်ကျွန်တော်တို့မနော်ဒီနောက်ကတောင်းနေတယ်ရှိတယ်ကျွန်တော်ဘာစားခြင်းလဲကြာကြမ်းမြောင်စားခြင်းလားသို့မဟုတ်เนาะဘာကစားခြင်းလားလုံးဝပူပူလောလောစားရမယ်ဗျာเนาะကိုရီးယားနိုင်ငံ delivery ကအရန်ကိုများတယ်နောက်ပြီးတော့ကျွန်တော်တို့လေdelivery အရင်ရှုပ်တဲ့အချိန်ကပဲချင်းတော့ညနေပေါ့နော်ညနေပိုင်းကျွန်တော်ရုံးဆင်းတဲ့ချိန်ဟာလာညပိုင်းအချိန်တွေက delivery order တွေမတရားတက်တယ်ပေါ့နော်အဲ့ဒီအတွက်လမ်းမှာကျွန်တော်မျိုးတဲ့စိုးမျိုးလေကောင်းတော့ပေါ့တွားကြည့်လိုက်လုံးဝ delivery man တွေကြီးပဲနော်လုံးဝဆိုင်ကယ်တွေလုံးဝအပြည့်တွေနဲ့ကြီးပဲနော်ဒီလိုမျိုးလာတာပါโอเคဒီမှာနောက်ထပ်တစ်ပုံကျွန်တော်ပေါ့နော်နောက်ထပ်တစ်ပုံကျွန်တော်ထပ်ပြီးပြပေးဦးမယ်ဟာနော်ဒီမှာကြည့် ဒီကောင်လေးဆိုလဲလေဘယ်လိုပြောမလဲเนาะဒီပုံလေးတွေဆိုလဲမှာကြည့်เนาะဂါဂျန်ဆွန်နိုဟာနွန်ဆိုတာကဘာလဲဆိုတော့အကြိုက်ဆုံးပေါ့လေเนาะဘယ်တော့ ownership ဆိုတာကเนาะဒီ delivery ownership .com ပေါ့လေเนาะ10မျိုးတည်းမှာအဲ့မှာကြည့်ရင် Airway ဆိုတဲ့အဆင့်တက်မှာဘာသိမ့်ပိုက်ထားလဲဆိုရင် chicken ကြက်ကြော်ကိုရီးယားနိုင်ငံမှာလေကျွန်တော်တစ်နေ့ကိုလေကြက်ကြော်ပါလေတော်တော်များများကိုเนาะကျွန်တော်တို့မြန်မာလူမျိုးတွေလည်းတော်တော်ကြီးကိုကြိုက်တယ်။နောက်ပြီးတော့ကိုရီးယားနိုင်ငံကြက်ကြော်ကလုံးဝအကောင်းဆုံးပဲဗျာနော်။တော်တော်များများကျွန်တော်ဗီယက်နမ်မှာလည်းစားဘူးတယ်နော်။ဟောင်ကောင်မှာလည်းကျွန်တော်စားဘူးတယ်။ဒါပေမဲ့အကောင်းဆုံးကြက်ကြော်ပြောပါဆိုရင်တော့ကျွန်တော်ကလေကိုရီးယားကြက်ကြော်တွေတော်တော်ကြိုက်တယ်နော်။ပြီးတော့ကျွန်တော်တို့မှာကြမ်းပုံပင်လယ်စာနော်။အရန်ကောင်းတယ်နော်။ကျွန်တော်ကျောင်းသားတွားပြီးစားကြည့်တင်တယ်နော်။လုံးဝအရန်ကောင်းတယ်။နောက်တစ်ခုလာပြီးပီဇာလုံးဝကောင်းတယ်ဗျာ။ဘာမှပြောစရာမလိုဘူးနော်။ခင်ဗျကြီးကကျွန်တော်ကြိုက်တယ်ပြီးရင်နော်ချိုဘပ်ချိုဘပ်ဆိုတာဘာကျွန်တော်ဆူရှီကိုပြောချင်တာနော်ဟိုမှာဖွဲ့အစိမ်းကြီးပြောချင်တာနော်ပြီးရင်ကျွန်တော်လာပြီးကြားကြမ်းမြောင်းကိုရီးယားလူမျိုးတော်တော်များများစားတဲ့အစားအစာကြားကြမ်းမြောင်းနော်လုံးဝပဲခောက်ဆွဲရှယ်ကောင်းတာဗျာနော်တော်တော်ကောင်းတယ်ဘာမှပြောစရာမရှိဘူးနော်ဒီမှာတခြားသောအရာတွေရှိတယ်ပေါ့နော်နောက်ဆုံးမှာကျွန်တော်မြန်မာတွေရဲ့ပါဇက်နဲ့ကိုက်ညီတယ်လာပြီးချူပါဟုတ်ကဲ့ချူပါပေါ့နော်ချူပါလုံးဝဝတ်သားကိုပေါင်းထားတာဗျာဒီလိုຢာတွေကိုလေကျွန်တော်တို့ကလေဘယ်လိုပြောမလဲနော်ည12နာရီပဲဖြစ်ဖြစ်တနာရီပဲဖြစ်ကျွန်တော်ကြားတဲ့အချိန်ချနော်ထပြီးမှားစားလို့ရတယ်ဗျာနော်ဒီလိုမျိုးຢာတွေကိုရီးယားနိုင်ငံမှာအစားအသောက်နဲ့ပတ်သက်ပြီးတော့ကြားတဲ့ချိန်ပြောဖုန်းဆက်ပြီးတော့မှားလိုက်ပြီဆိုတော့ ਨੇ သူတို့ကမိမိတို့ရဲ့အိမ်ရှိကိုလုံးဝ10မိနစ်တွင်အရောက်ပြန်လာပို့ပေးလိုက်မယ်နော်ကျွန်တော်ပြောတာမယုံရင်မှားကြည့်ပါနော်ကိုရီးယားရောက်တဲ့အခါကျွန်တော်ကျောင်းသားတွေမှားကြည့်ပါကျွန်တော်အပူမပြောပါဘူးအတီးပြောတာပါနော်အဲ့ဒါကျွန်တော်တို့ကခုနကတော့စာလေးကိုထပ်ပြီးတော့သွားကြည့်မယ်ကြမယ်နော်အဲ့တော့ကျွန်တော်ကဒီဟာလေးကိုအတူချုပ်လေးပြန်ပြီးတော့ရှင်းပြပေးကြည့်မယ်နော်အတူချုပ်လေးပြန်ပြီးရှင်းပြပေးကြည့်မယ်ဒါပြီးကိုရီးယားနိုင်ငံကတော့တဲ့ဗေဒါမွန်းတော်ဆိုတဲ့နော်ဒီအိမ်ရောက်ပို့ဆောင်တဲ့ delivery ရည်ကျင်းမှုစနစ်ကပေါ့နော်မဲကိုအလုံးကိုတဲ့ဘာသာဟန်ဆိုတာကဖွံ့ဖြိုးတိုးတက်တဲ့နာရာအင်မီတာနိုင်ငံတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်တယ်လီဖုန်းသို့မဟုတ် application တွေမှာတက်ဆင်းပေါ့နော်မိမိတို့လိုချင်တဲ့အစားအစာတွေမိမိလိုချင်တဲ့နေရာတို့ပါရုကိုလျင်မြန်ပြီးတော့ခံပြနာခဲ့ဆိုတာကရိုးရှင်းလွယ်ကူစွာဘယ်ရာရှိခိစုအစ်မီတာဒီပိုင်လဲမှာကြားနိုင်ပါ delivery မှာကြားနိုင်ပါတယ်ပေါ့နော်ထုကိထုတက်ဖြစ်တဲ့ချဲကုန်းနော်လက်တလုံးမှာကတော့ဘယ်ရာ app ဆိုတဲ့ကျွန်တော်ဗာနော်ဒီ delivery ပို့တဲ့ application တွေကတော့နော်ဒွန်ဂျန်ရိုးဆိုတာကပေါ်ပေါက်လာခြင်းဖြစ်ရှိအစားအစာတွေကိုဘယ်ရာရှိခိနန်ကိုရှိဆိုတာကအတွဲလိုက်ကြည့်နော်ဘယ်ရာရှိခိနန်ကိုရှိနော်မှာကြားတဲ့အရာကတော့တဲ့ဒေါ်ယူဒေါ်ဦးပို့ပြီးတော့ဖြောလီဟဲချော့စမီတာဒီအဆင်ပြေလာပါတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ food panda ပေါ့ဗျာနော် grab food တို့ဘာလို့ဒီမျိုးတွေပေါ့တကယ်တမ်းလည်းကောင်းပါတယ်နော်ဒီဟာတွေပေါ်လာတယ်ကဲဟုတ်ပြီအဲ့ဒါကျွန်တော်နောက်ထပ်တစ်ခုကိုထပ်ပြီးတော့သွားကြည့်မယ်နောက်တစ်ခုမှဘာပြောထားလဲဆိုလို့ရှိရင်ပေါ့နော်ဒီမှာလာပြီ Beta app နော် Beta application ကိုတဲ့အီယုံဟာမျိုးအသုံးပြုမယ်ဆိုရင်တဲ့ရှစ်တန်းကွာစားတော့ဆိုင်နဲ့ menu နဲ့တဲ့ဟန်ဆိုတာက menu နဲ့ပတ်သက်ပြီးတော့တဲ့ဂျောင်းဖို့ဆိုတဲ့ဒီပေါ့ information ဒီသတင်းအချက်အလက်တွေကိုတဲ့ဆွန့်ရွှေခဲ့ဆိုတာကလွယ်ကူစွာဖြင့် auto submit ဒီလက်ခံရရှိနိုင်ပါတယ်နော်အဲ့တော့မိမိတို့စီကိုနော်ဒီ information တွေဒီ sign ရဲ့နော်ဒီစိုးခြင်းတွေကောင်းခြင်းတွေ comment တွေဟာလားဒီအစားအစာရဲ့အသေးစိတ်အချက်အလက်တွေကိုလည်းပဲတဲ့နော်ကျွန်တော်တို့ရဲ့ဒီ application တွေမှာတစ်ဆင့်လွယ်ကူစွာဖြင့်လက်ခံရရှိနိုင်ပါတယ်တဲ့စာရုံးကြသူဆိုတာကကျွန်တော်ပါမယ်နော်ဒီ application ကိုအသုံးပြုတဲ့သူဘယ်တော့မှမိုက်သူပေါ့လေနော် delivery မှာမဲ့သူတွေကတော့ဘယ်တော့ app ထုံးလဲဆိုတာကဘာလဲဆိုတော့ဒီ application တွေမှာတစ်ဆင့် delivery application တွေမှာတစ်ဆင့်ဟန်ရှစ်ကိုရီးယားအစားအစာဂျန်ရှစ်တရုတ်အစားအစာယန်ရှစ်အနောက်တိုင်းအစားအစာဘုံရှစ်ဆိုတဲ့ဒီတရီစာပေါ့နော်တရီစာလို့လည်းပြောလို့ရတယ်နောက်တော့ဂျပန်စာတွေစသဖြင့်ပေါ့နော်sorry ပါနော်ဘုံရှစ်ဆိုတဲ့ဂျပန်အစားအစာတွေပေါ့နော်စသဖြင့်တဲ့ရောရောဂျုံညိုရဲ့ဆိုတာကရောရောဆိုတာအမျိုးမျိုးသောဂျုံညိုဆိုတာအမျိုးအစားတွေရဲ့အမျိုးမျိုးသောအမျိုးအစားတွေရဲ့အုံးရှိဂျုံဟုတ်လား
အစားအစာတွေထဲမှာတဲ့ဂျာရှင်းနေမိမိကဝန္နာနုံဆိုတာကလိုချင်တဲ့မိမိတို့စားချင်တယ်ပေါ့နော်ပုံရှိအစားအစာတွေကိုတဲ့ဆွမ်းထက်ခါရောဘာလို့ရွေးချယ်ပြီးတော့တဲ့ဘယ်ရာရှိခိစုအစ္စမီတာဒီဘာလို့လဲမှာကြားနိုင်ပါတယ် delivery မှာကြားနိုင်ပါတယ်အဲ့တော့သူကဒီမှာပြောထားတာကဘာလဲနော်ဆိုင်းပြတရီဆိုတာကအသုံးပြုတဲ့သူဒီ application ကိုအသုံးပြုတဲ့သူတွေကတော့ဘယ်တော့နော်ဒီ application တွေမှာတစ်ဆင့်ကိုရီးယားစားစာတွေမှာကြားလို့ရမယ်တရုတ်စားစာအနောက်တိုင်းစားစာပြီးရင်ကျွန်တော်ကလည်းဂျပန်စားစာဆူရှီတို့ဘာလို့ပေါ့လေနော်ဒီလိုမျိုးစားစာတွေစသဖြင့်နော်အမျိုးမျိုးသောရောရောဂျုံမျိုးဆိုတာကအမျိုးသားအမျိုးမျိုးနော်အစားအစာတွေထဲမှာနော်ဒီအစားအစာတွေထဲမှာနော်မိမိကဂျာရှင်းနေမိမိကဝါနာနုံးဆိုတာလိုအပ်တဲ့အစားအစာတွေကိုစွန့်သက်ခါရောဆိုတာကဘာလဲဆိုတော့ရွေးချယ်ပြီးတော့တဲ့ဘယ်ရာရှိခိစုအစ္စမီတာဒီပါလဲမှ delivery မှာပြနိုင်ပါတယ်တဲ့ဂျူမူဟာတဲ့မှာကြားတဲ့အခါမှာဒါရုံဆိုင်ုံကြားတရီတခြားသူတွေကဟာလားနမ်ဂင်းဆိုတာကချန်လက်ထားရှိတယ်ဟာလားဖြုံကျုံဆိုတာကသုံးသက်ချက်နော်ဥပမာဆိုကြပါစို့ဗျာနော်ကျွန်တော်တို့ delivery မှာကြားတဲ့အခါဥပမာဆိုကြပါစို့ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တော့ TikTok ပေါ့နော်ဒီ TikTok နေမှာတစ်စင်းကျွန်တော်တို့ကနော် delivery မှာတော့မယ်အစားအစာတွေကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လေဒီ comment box ထဲကိုဝင်ကြည့်တယ်အော်ဒီဆိုင်ကကောင်းတာလားဒီဆိုင်ကဆိုးတာလားတော့နော်ဆိုင်ပိုင်ကြီးရဲ့ပဲအပေါက်ဆိုးနေတာလားဒါမှမဟုတ်ဒီအစားအစာတွေကဈေးသက်သာပြီးတော့တကယ်ရောအရသာရှိရလားအင်းလားဂျင်းလားဒီလိုမျိုးကျွန်တော်တို့ရဲ့เนาะသုံးသက်ချက်မှတ်ချက်တွေကိုဒီမှာတော့ပြောထားတယ်ဖြောင်းကျုံဆိုတဲ့ကျွန်တော်တို့ဘာလဲဆိုရင်เนาะသုံးသက်ချက်မှတ်ချက်တွေနေတဲ့ review ဆိုတဲ့เนาะဒီ review ပေါ့เนาะ review တွေကိုတဲ့ချမ်းကိုဟာရောဆိုတာကတက်ရောက်ပြီးတော့เนาะဒီ review တွေကိုတွားရောက်ကြည့်ရှုပြီးတော့တဲ့ဂျာရှင်းနဲ့ကမိမိထံမှာမန်နုံးဆိုတာကမှန်ကန်တဲ့ menu ဆိုတဲ့ကကျွန်တော်ဘာလို့ဆိုရင် menu တွေကိုတဲ့ကိုရုစုတိုအစ်စမီတာဒီရွေးချယ်နိုင်တယ်အဲ့တော့မိမိကဘာစားချင်တာလဲကျွန်တော်တို့ညဘက်တကောင်ရဲ့အော်ငါဘာကစားချင်တာလားတော့မဟုတ်ပီဇာစားချင်တာလားတော့မဟုတ်ခုနပြောတယ်ကျွန်တော်ပြောတယ်ဗာလဲချူပါဆိုတဲ့ကျွန်တော်ဗာလဲဝက်နိုင်ယူပေါင်းစားချင်တာလားဘာစားချင်တာလဲဗောနော်အဲ့လိုမျိုးအော်ဒီဆိုင်ဝက်နိုင်ယူပေါင်းเนี่ยကောင်းလားမကောင်းဘူးလားဒီလိုမျိုးတွေလည်းကျွန်တော်ဗာဆိုတော့ရွေးချယ်လို့ရနိုင်ပါတယ်ဗောနော်ဒီလိုမျိုးပြောချင်တာပါကဲဟုတ်ပါပြီဒါလေးကိုကျွန်တော်ပြန်ပြီးတော့အကြမ်းမြင်လေးပြောပြမယ်ဒီเนาะဒီဘယ်ရာ application တွေကိုအသုံးပြုမယ်ဆိုရင်ပေါ့เนาะစာသောက်ဆိုင်နဲ့ menu တွေနဲ့ပတ်သက်ပြီးတော့သတင်းချက်လက်တွေကိုလည်းပဲလွယ်ကူစွာဖြင့်လက်ခံရရှိနိုင်ပါတယ်တဲ့အသုံးပြုတဲ့သူတွေကတော့ဒီဘယ်ရာ application မှာတစ်ဆင့်ပေါ့เนาะဒီကိုရီးယားအစားအစာတရုတ်အစားအစာအနောက်တိုင်းအစားအစာနဲ့ဂျပန်အစားအစာစသဖြင့်ပေါ့เนาะအမျိုးအစားအမျိုးမျိုးเนาะဒီအစားအစာအမျိုးမျိုးတွေထဲမှာပေါ့เนาะမိမိကဝန္တာနုံးဆိုတာဂျာရှင်းကြီးဝန္တာနုံးဆိုတာကမိမိကလိုအပ်တဲ့မိမိစားချင်တဲ့အုံဖြစ်အစားအစာတွေကိုစွန့်တက်ခါရောရွေးချယ်ပြီးတော့တဲ့ဘာလို့လဲဆိုတော့ delivery မှာချနိုင်ပါတယ်ဗောနော်မှာချတဲ့ခါမှာလည်းပဲတခြားသောအသုံးပြုတဲ့သူတွေကဗောနော်နန်ဂင်းဆိုတာကခြံထားခဲ့တဲ့ဒီမှာဂင်းရဲ့အောက်ကနတ်တက်လေအလကားပြောတာဗောနော်ဘတ်တူးနော်ဘတ်တူးအနေနဲ့ပြောထားနော်ခြံထားခဲ့တဲ့ဖြုံးချုံကွာဆိုတာကနော်ဒီအကြံပြုချက်တွေသုံးသက်ချက်တွေနဲ့ review တွေကိုတဲ့ချမ်းကိုဟာရောဆိုတာကတွားရောက်ကြည့်ရှုပြီးတော့ဗောနော်ဂျာရှင်းတဲ့ကမိမိထံမှာမနှုံးဆိုတာကမှန်ကန်တဲ့ menu တွေကိုတဲ့ကိုရုစုအစ်စမီတာကြီးလည်းရွေးချယ်နိုင်ပါတယ်โอเคတယ်နော်အဲ့ဒါဗျာကျွန်တော်တွားပြီးကြည့်ကြည့်မယ်နော်ကျွန်တော်အဲ့ဒီ application ကိုတစ်ချက်တော့တွားပြီးတော့ကြည့်ကြည့်ကြအောင်ဘယ်လိုများဖြစ်နိုင်မလဲပေါ့နော်ဘာတွေများရှိနိုင်မလဲပေါ့ဥပမာဆိုကြပါစို့ဒီမှာကြည့်ကြည့်မယ်ဒီမှာကြည့်အော်နော်ဒီမှာကဘာပြောထားရလဲနော်ခဏလေးပါဒါလေးမကြည့်ပါနဲ့ဒါလေးရင်ကြည့်ကြည့်မယ်နော်ဒီမှာကြည့်ပါဘာစားချင်တာလဲပေါ့နော်ဘာစားချင်တာလဲဟာလားကျွန်တော်တို့ကျောင်းသားတွေလည်းပဲဒါအခုကျွန်တော်ပြောနေတဲ့တော့အတွင်းမှာပဲเนาะဒါဘိုက်စာကောင်းဘိုက်စာနေလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုเนาะဒီတဲ့ဟာတွေနဲ့ပဲကျွန်တော်ပြောပါမယ်နော်ဒီမှာပေါ့ဒီမှာဘာတွေရှိမလဲပေါ့လေနော်ဘာတွေရှိမလဲကြည့်ကြည့်အောင်ဒီမှာကျန် chicken ကြက်ကြော်ရှိတယ်เนาะ炸酱面ရှိတယ်ပြီးသွားရင်ဗာလဲထန်းဆူယူဆိုပြီးချူချင်းကြော်ရှိတယ်ဘူကွန်ဘတ်ဆိုတဲ့ထမင်းကြော်ရှိတယ်ဗျာညာဘိုင်းစားကျင်တဲ့ဟာတွေဆိုရင်ပြောတာနော်ညာဘိုင်းစားကျင်တဲ့အရာတွေဆိုရင်ပြောတာပါအဲ့ဒါဒီမှာဘာတွေရှိလဲဆိုတော့ kimchi ကြီးခဲရှိမယ်ဗျာเนาะပြီးမှကျန် chobap ဆိုတဲ့ကျွန်တော်ဘာလဲဆိုရင်เนาะ sushi ရှိမယ်ဝဲငါးအစိမ်းတွေရှိမယ်เนาะပြီးပြန်လဲ chobap เนาะ watch out ပေါင်းတွေရှိမယ်ဒီဟာတွေပေါ့နော်မင်းယူတွေအများကြီးရှိတယ်ဗျာเนาะကိုကြိုက်တဲ့ဟာကိုအကုန်တွားပြီးရှာစားလို့ရတယ်เนาะနောက်ပြီးတော့မှကျန် pizza ကျွန်တော်ပြမယ် pizza เนาะ pizza ကြိုက်တတ်တဲ့ကျွန်တော်ကျောင်းသားတွေလည်းပဲဘာလို့စားလို့ရလဲဆိုရင် pizza เนาะ
နော်ပီဇာစားလို့ရတယ်ကျွန်တော်အချိုက်ထဲမှာဆိုတော့ကျွန်တော်လုံးဝပီဇာအသေးဆွဲပဲနော်ကြိုက်သလိုလားဆွဲတယ်တစ်ချက်လည်းဟုတ်တယ်နှစ်ချက်လည်းဟုတ်တယ်ကျွန်တော်အကုန်စားတယ်နော်ကျွန်တော်တို့ကထပ်ပြီးတော့ပြန်သွားကြည့်မယ်ကဲဟုတ်ပါပြီအဲ့ဆိုရင်ကျွန်တော်နောက်တစ်ပိုက်ကိုထပ်ပြီးတော့ဆင်ကြည့်ပါမယ်ဒီပါကျွန်တော်ဒီနောက်တစ်ပိုက်ကဘာပြောထားလဲဆိုလို့ရှိရင် Beta app တဲ့နော်ဒီ application တွေမှာတစ်ဆင့်ပေါ့နော် delivery application တွေမှာတစ်ဆင့်ဟျောင်းကုန်ငွေသားတွေ신용 카드ဆိုတဲ့ visa ကတ်တွေကန်ဖြန်းကြောကျဲဆိုတဲ့နော်လွယ်ကူစွာဟာလားယူရှင်းလွယ်ကူစွာငွေပေးချေတဲ့နီလန်တွေယူရဲဖွန်ကြောကျဲဆိုတာကဖုန်းဖြစ်နော်ငွေပေးချေခြင်းတွေဒန်းစသဖြင့်တဲ့ဒါယန်ဆိုတာကမျိုးစုံသောကြောကျဲဆူတန်းဆိုတာကဘာလို့တော့ငွေပေးချေတဲ့စနစ်တွေကိုတဲ့ဂျီဝွန်ဟာကြီးတဲမွန်းတဲ့ဆိုတာကထောက်ပံ့နော်ထောက်ပံ့နေပေးထားသောကြောင့်စာရုံးကြသည့်အသုံးပြုတဲ့သူတွေကတော့ဖြောလီဟာကအဆင်ပြေစွာရောချေဟာဆုအစ္စမီတာသည်ငွေပေးချေနိုင်ပါတယ်အဲ့အတော့ကျွန်တော်တို့ကဒီ application တွေကိုเนาะဒီ delivery application တွေကိုအသုံးပြုမယ်ဆိုရင်ကိုကငွေကြေးမရှိတာလားသို့မဟုတ် KB နဲ့ရှင်းကျင်တာလား信用卡တို့ဆိုတဲ့အကျိုးရဲ့ကတ်တွေ visa ကတ်တွေနဲ့ငွေပေးချေချင်တာလားအားလုံးငွေပေးချေလို့ရတယ်เนาะဒီလိုမျိုးပါเนาะအားလုံးငွေပေးချေလို့ရပါတယ်โอเคဒီမှာကျွန်တော်တခုပြောချင်တာတခုရှိပါတယ်ဒီ delivery man တွေပေါ့เนาะဒီ delivery ပေါ့เนาะ delivery တွေကကျွန်တော်ပစ္စည်းလာမဟုတ်ဘူးခင်ကျွန်တော်တို့ပေါ့เนาะငွေသားနဲ့ချီမာလားကတ်နဲ့ချီမာလားဒီလိုမျိုးလေးကျွန်တော်တို့တည်တည်ချာလေးမေးတယ်ပေါ့နော်အဲ့တော့ကိုကဘာနဲ့ချီမာလဲငွေသားနဲ့ချီမာလားသို့မဟုတ်နော်ဗီဇာကတ်နဲ့ချီမာလားဆိုတာကိုကျွန်တော်တို့သူတို့ပုံမှန်လေးပြောပြပေးထားမယ်ပေါ့နော်ဒါမှလည်းတချို့သောဟာတွေကကြတော့နော်ဒီသူတို့ငွေဖြတ်တဲ့ set တွေပေါ့နော်ကတ်ဖြတ်တဲ့ set တွေပါလာတယ်ပေါ့လေနော်အဲ့လိုမျိုး set တွေနဲ့လည်းပေးချေလို့ရပါတယ်နော်ယူလာလို့ရအောင်ပြောတာပါကျွန်တော်လှည့်တော့ကကြတော့ကျွန်တော်ဗောနော်ည7:00နာရီဆိုရင်ကျွန်တော်ပီဇာစားခြင်းလို့ဆိုပြီးတော့နော်ပီဇာမှားလိုက်ပေါ့နော်မှားလိုက်တဲ့အချိန်မှာသူကနော်ဒီငွေသားနဲ့ချေမှာလားကျွန်တော်တို့ကတ်နဲ့ချေမှာလားဆိုတော့သူကကျွန်တော်တခါတည်းမေးပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကတ်နဲ့ချေမှာဖြစ်တော့မဟုတ်ကျွန်တော်တို့ကတ်နဲ့ပဲချေမှာပါသူဆက်လေးယူလာတယ်ဗောနော်ပတ်စံဖြတ်တဲ့ဆက်လေးတစ်ခုယူလာတယ်ဗောနော်ဒီလိုပါပဲအဲ့ဒါမှလာပြီကေတာကနော် sorry ပါကေတာကဆိုတာကကျွန်တော်ဗာလဲထို့ပြင်တဲ့ချုံချုံဆိုတာကပထမဆုံးအယုံကြတဲ့အဲကဲဆိုတာကအသုံးပြုတဲ့သူတွေထံ ဒီပေါ့နော်ဒီ application ကိုအသုံးပြုတဲ့သူတွေထားပါတော့ပထမဆုံးကျင်သူတို့ delivery application ကိုအသုံးပြုမဲ့သူတွေထံ Harling Hair ချကောနာဆိုတာက discount ချပေးတာသို့မဟုတ် coupon ဆိုတဲ့ coupon တွေကိုတဲ့ဂျွန်းနွန်းဆိုတာကပေးခြင်းဟာလားပေးတဲ့စသဖြင့်ဒါရန်ဆိုတာကမျိုးစုံတဲ့ Hyundai ဆိုတဲ့ကျွန်တော်ပါလေတော့နော်ကျေးဇူးတရားတွေကိုလည်းပဲတဲ့ဂျေကွန်ဟာကီရိုဟမ်နီတာဒီပါလေထောက်ပံ့ပေးထားပါတယ်အဲ့ဒီအတွက်သူကပထမဦးဆုံးเนาะဒီ application ကိုဆက်စပ်ပြီးတော့အသုံးပြုမဲ့သူတွေအတွက်ဟာလားသို့မဟုတ်30ရာခိုင်နှုန်းလား20ရာခိုင်နှုန်းလားသို့မဟုတ်ကူပွန်တွေလားဒီလိုမျိုးအရာတွေကိုလည်းပဲတဲ့เนาะမျိုးစုံတဲ့ဟာလားအကျိုးကျေးဇူးတွေကိုလည်းပဲသူကဘာလဲထောက်ပံ့ပေးထားပါတယ်တဲ့또한ထို့ပြင်ဂျမွန်နာအုံးရှိကီဟာလားမှားကြားလိုက်တဲ့မိမိမှားကြားခဲ့တဲ့အုံးရှိကီအစားအစာကတော့현재စာကယခုပေါ့လေနော်ဂျူရီဂျွန်းဟာလားဂျူရီဂျွန်းငင်းကြီးဆိုတာကဘာလဲဆိုလို့ရှိရင်ချက်ပြုတ်နေလားဆိုတာapplication ကနေမှာဆိုတော့ကျွန်တော်စစ်လို့ရတယ်ဥပမာဆိုရပါတော့ကျွန်တော်တို့မနော် delivery မှာလိုက်တယ်ဟာလားဥပမာ pizza တစ်ချက်ပေါ့နော် delivery မှာလိုက်တယ်အဲ့ဒါသူက pizza ကိုစက်ထဲထည့်နေပြီလားလုံနေပြီလားသို့မဟုတ်ပို့တဲ့သူကလမ်းရောက်နေပြီလားဒါမှမဟုတ်အိမ်ရှိရောက်နေပြီလားဆိုတာကိုလည်းပဲကျွန်တော် application ကနေဓာတ်ရိုက်စစ်လို့ရတယ်ဆိုတဲ့အနေအထားကိုပြောချင်တယ်အဲ့တော့သူကဒီမှာပြောတယ်အုံးရှိကြီးအစားအစာကဟျောင်းကျဲဆိုတော့နော်လက်ရှိဂျိုရီဂျွန်းအင်ဂျီဆိုတာကကျွန်တော်ဘာလို့ဆိုလို့ရှိရင်ချက်ပြုတ်နေလားဆိုတာသို့မဟုတ်ဘယ်ရာဂျွန်းအင်ဂျီပို့ဆောင်နေလားဆိုတာကိုလည်းပဲရှိရှိကန်ဆိုတာကအချိန်နဲ့တပြေးညီအနေဖြင့်ရှိရှိကန်တို့တော့ဆိုတာကအချိန်နဲ့တပြေးညီအနေဖြင့်တဲ့ဟာနော် hacking has ismida ဒီစစ်စစ်သိရှိနိုင်ပါတယ်အဲ့ဒါကျွန်တော်တို့မှာလိုက်တဲ့ဟိုနော်ပစ္စည်းတွေကချက်ပြုတ်နေတာလားသို့မဟုတ်လမ်းမှာနော်သွားနေပြီလားသို့မဟုတ်အိမ်ရှိကိုရောက်နေပြီလားဆိုတာကိုလည်းပဲကျွန်တော်ဗာလဲစစ်စစ်ကြည့်လို့ရပါတယ်အီရောဟန်အဲ့လိုမျိုးဖြောလီဟမ်ဆိုတာကဖြောလီဟမ်ရဲ့တယ်မွန်နဲဆိုတာကဘာလဲတော့အစင်ပြေတော့ကြောင့်한국 사람들은 코리아လူမျိုးတွေကတော့베라 앱ဆိုရယ်နော်베라 application တွေကိုတဲ့많이အများကြီး사용합니다အသုံးပြုကြပါတယ်ရမယ်နော်အဲ့ဒါကျွန်တော်တို့เนาะကျွန်တော်တို့ဒီကနေသွားမယ်ចောင်းသားចောင်းသူများကိုလည်းကျွန်တော်တို့မှားကြပါတယ်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့ကเนาะဒီဘယ်ဓာတ်တီเนาะကိုကလမ်းမယူထွက်မှသွားဝယ်မှဟာလားဟိုရတဲ့ကိစ္စမဟုတ်ပါဘူးဖုန်းလေးတွေရှိပါတယ်ကျွန်တော် application တွေရှိတယ်မိမိတို့အဲ့ရထဲမှာကိုရီးယားနိုင်ငံရှင်းပြောရင်လေဒီလိုချင်းเนาะဒီနေ့ဆိုရင်ဒါကျွန်တော်တို့
ကိုရီးယားနိုင်ငံမှာစောင်းရသည်ဖြစ်နေပြီအရန်အေးနေပြီအပြင်မှာအပြင်ထွက်ဖို့တော့တိတ်ပြီးမလွယ်ဘူးတော်တော်အေးတယ်အေးအပြင်ထွက်မယ်ဆိုရင်အဝတ်စားနော်၄၅၆တောက်ခုပြီးတော့မှဆိုအပြင်ထွက်တဲ့အနေအထားတွေဆိုရင်ကျွန်တော်ဒါမသွားချင်ဘူးအဲ့တော့ကိုယ့်အိမ်ရတဲ့မှာကိုယ်ကဖုန်းလေးတစ်လုံးရှိအောင်ဖြစ်နော်ငါဘာစားချင်တယ်ငါဘာစားချင်တယ်ဆိုတာကိုလည်းပဲဖုန်းလေးတစ်လုံးနဲ့ရှာဖွေလို့ရပါတယ်နော်ရှာပြီးတော့မှာလို့ရတယ်ဒါကြောင့်မလို့သူတို့စီမှာဒီလိုမျိုး Beta application တွေအများကြီးပေါ်ပေါက်လာတော့ကြောင့်ကိုရီးယားလူမျိုးတွေကလည်းပဲဒီ Beta application တွေကBeta နော်စီခိုင်းမှာကြားမှုတွေကလည်းပဲအများကြီးပေါ်ပေါက်လာပါပြီနော်ဒီလိုမျိုးပြောချင်တာပါအဲ့ဒါနောက်ဆုံး file နေဖြစ်ကျွန်တော်ဒါလေးကိုတစ်ခါတော့ပြင်ပြီးတော့ဒီနောက်ဆုံး file လို့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာပြောရတယ်ဒီ Beta app ဆိုတယ်နော်ဒီ delivery application ကတော့တဲ့နော်ငွေသားတွေအကျွေးဝယ်နော်ဒီ visa card တွေ ဂမ်ပြုံးခေါ်ချဲဆိုတယ်နော်ရိုးရှင်းလွယ်ကူတဲ့ငွေပေးချေခြင်းစနစ်တွေပြီးရင် Hure ကျွန်းတော့ sorry ပါ Hure ဖုန်းခေါ်ချဲဆိုတာဖုန်းပြငွေပေးချေခြင်းစသဖြင့်နော်မျိုးစုံသောငွေပေးချေနိုင်တဲ့စနစ်တွေကိုတဲ့ဂျီဝန်ဟာဂီတဲမွန်းနဲ့ထောက်ပံ့ပြုထားပြီးတော့ကြောင့်ဆောင်းကြတဲ့အသုံးပြုတဲ့ကတော့အဆင်ပြေစွာအဖြစ်ခေါ်ချဲဟာဆိုအဆင်ပြေတတ်ပြီးငွေပေးချင်နိုင်ပါတယ်တဲ့ကဲတာကထို့ပြင်တဲ့ပထမဆုံးအသုံးပြုတဲ့သူတွေထောင်နော်ဟာလင်းနဲ့ဂျူကောနာ discount ချပေးခြင်းတော့မဟုတ်ကူပွန်တွေကိုပေးပြီးတဲ့ဒါရဲ့မျိုးစုံတဲ့အကျိုးကျေးဇူးတွေကိုတဲ့ဂျေကွန်ဟာဂီတို့ဟမ်နီတာဒီထောက်ပံ့ပေးခြင်းကိုလည်းပဲဖြစ်ပေါ်စီပါပြီးတော့ထောက်ပံ့ပေးထားပါတော့နော်ထို့ပြင်တဲ့ဂျူမွန်နာဆိုတာကမှားကြားခဲ့တဲ့အုံရှိကြီးအစားအစာတွေကတော့ရောင်းကျယ်ဂျိုဒီဂျွန်းအင်ဂျီလက်ရှိချိန်မှာချက်ပြုတ်နေလားဆိုတာဘယ်ဒါဂျွန်းအင်ဂျီပို့ဆောင်နေလားဆိုတာကိုလည်းပဲတဲ့ရှိကန်တို့ဆိုတာကအချိန်နှစ်ဖြည့်နေဖြည့်တဲ့ဟော့ကင်ဟာဆိုအစ်စမီတာဒီပါလေစစ်စီနိုင်ပါတယ်အဲ့လိုမျိုးဖြောလီဟမ်ဆိုတာကအဆင်ပြေသောကြောင့်ဖြောလီဟမ်ရဲ့တယ်မွန်နဲဆိုတာကဘာလဲဆိုတော့အဆင်ပြေသောကြောင့်နဟန်စာရန်တွေကိုရီးယားလူမျိုးတွေကတော့ဘယ်ရာအပ်တွေကိုတဲ့မာနီစာယုံဟမ်နေတာအသုံးပြုကြပါတယ်ရမယ်နော်โอเคဒီပုံလေးတစ်ပုံကြည့်ကြည့်ပါသူကလေဒီလာဟိုဘယ်လိုပြောမလဲဘောနော်ကျွန်တော်တို့တွေကိုသူတို့ကလေဘယ်လိုပြောမလဲဒါပထမဆုံးဝယ်တဲ့သူတွေမှမဟုတ်ပါဘူးနော်ပထမဆုံးဝယ်တဲ့သူတွေမှမဟုတ်ဘူးစားတဲ့သူတိုင်းကိုသူတို့ကနော်ဘာလေးတွေစားရင်ကောင်းမလဲဘယ်လိုလေးတွေဘောနော်ဘယ်လိုလေးတွေစားရင်ကောင်းမလဲဆိုတာကိုလည်းပဲသူတို့ကဒီမှာကျန်ဝေဖန်ထားတယ်ဘောနော်အကြံပြုထားတယ်ဘောနော်အဲ့တော့သူကဒီမှာဗာများပြောထားလဲပေါ့လေနော်ကြည်ကြည်အောင်ဒီမှာပြောထားတယ်ဟာလားမန္တမီမန်ဆိုတာကမန္တဆိုတာက1000ဘုံမီမန်ဆိုတာကအတွင်းထဲမှာမိမိမှာဟာလားပတ်စံ1000နဲ့ပဲရှိတယ်ဆိုကျွန်တော်ဘာတွေစားလို့ရလဲထမ်ဘူကွန်ဘတ်စားလို့ရမယ်ဟာလားထမ်ကြာကြာမြောင်စားလို့ရမယ်ဟာလားဘာလဲဆို Samsung ကျမ်းပုံဆိုတယ်နော်ကျမ်းပုံပင်လယ်စာဟင်းတွေစားလို့ပင်လယ်စာခေါက်ဆွဲတွေစားလို့ရမယ် cheese ဒုံကဆူဆိုတဲ့နော်ဒီ cheese နဲ့ဒုံကဆူဆိုတဲ့အကြော်ပြားတွေစားလို့ရမယ်နော်ထမ်ကြာကြာမြောင်ဆိုတာထမ်ကြမ်းမြောင်တွေစားလို့ရမယ်အဲ့တော့သူကပြောတာပတ်စံ9000ပဲရှိတဲ့သူတွေတော့ဘာတွေစားလို့ရဆိုကြာကြာမြောင်စားလို့ရမယ်ကျမ်းပုံစားမယ်ဘူကွန်ဘတ်စားလို့ရတယ်감자 하나 감자 감자전에 사로야매 체유토파술에 너 체유토파술에 설마 제유토파티래 사로야 아이데마 저는 짱다리고 너 저는 짱다리 약도하에 마피면이 미루야매 저는 너디 사다리 듣고 저는 아침 비우면 발레술신 짜자면 아이양 거는야 짬뽕 တော်တော်ကောင်းတယ်ဗျာအဲ့နှစ်ခုကဘာနေမှမလဲနဲ့ကျွန်တော်တော်တော်ကြိုက်တဲ့ဟာတွေပဲကျွန်တော်ကျောင်းသားတွေလည်းတော်တော်ကြိုက်ပါလိမ့်မယ်ဟိုရောက်ဝယ်စားကြည့်ပါတကယ်ကောင်းပါတယ်ကျွန်တော်လုံးဝ100%သူနော်လုံးဝမှတ်ချက်ပြုပေးတယ်ဗျာဝယ်စားကြည့်ဗျာနောက်ထပ်မရစေအောင်နော်ဒီလိုမျိုးပြောချင်တာโอเคပါအဲ့ဆိုရင်ကျွန်တော်ဒီနေ့နော်ပြောပြလိုက်တဲ့နော်ဒီနေ့ကျွန်တော်ပြောပြလိုက်တဲ့နော်ဒီစာနဲ့ပတ်သက်ပြီးတော့ကျောင်းသားအလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်။အော်ဟိုပါလေနောက်တစ်ခုကျွန်တော်ပြောစရာရှိပါသေးတယ်နော်နောက်တစ်ခုပါနောက်တစ်ခုကကျွန်တော်ကျောင်းသားတွေလုံးဝသတိပြုရမယ့်တစ်ချက်ရှိပါတယ်။အဲ့ဒါကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အခုနောက်ပိုင်းလေနော်အခုနောက်ပိုင်းကျွန်တော်တို့ကိုရီးယားနိုင်ငံမှာနော်ဒီကျောင်းသားလုပ်တဲ့ကျောင်းသားတက်တဲ့ကျောင်းသားတွေရှိတယ်ပေါ့လေနော်။နော်ကျောင်းသားတက်တဲ့ကျောင်းသားတွေရှိပါတယ်။အဲ့မှာသူတို့တွေအာရဘိုက်ပေါ့နော်ကျွန်တော်တို့အချိန်ပိုင်းအလုပ်တွေလုပ်ကြတယ် ချိန်ပိုင်းလုပ်တွေလုပ်ကြတဲ့ခါမှာကျွန်တော်တို့ဘာတွေလုပ်ကြလဲလို့ဆိုတော့လေနော်ကျွန်တော်တို့ဘာလဲဆိုတော့ delivery ပေါ့နော်ခုနပြောတဲ့ဘာလဲနော်ဘယ်ဒါဆိုရယ်နော်အိမ်ရောက်ပို့ဆောင်တဲ့နော်ဒီအလုပ်တွေလုပ်ကြတယ်မြန်မာကိုရီးယားနိုင်ငံမှာအခုတလောဖြစ်ပျက်နေတာလေကျွန်တော်သတင်းမှာတွေ့နေတယ်ပေါ့နော်အဲ့သတင်းလေးတစ်ချက်ပြောပြမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အစားအစာလိုက်ပို့တာနော်ဒီ delivery လိုက်ပို့တာနော်အဲ့ delivery လိုက်ပို့တာဒီကိုရီးယားလူမျိုးတွေတချို့တော့ပေါ့နော်ကိုချင်းမစာဘူးပေါ့နော်ဒီမှာတကယ်တော့တချို့တော့သူတို့နိုင်ငံသားတွေကလေ
ဒီသူတို့အလုပ်လုပ်တဲ့နေရာမှာဒီနိုင်ငံသားတွေကပေါ့နော်ဒီ delivery လိုက်ပို့တဲ့အလုပ်တွေကိုဝင်လုပ်လာကြတယ်အဲ့တော့သူတို့ဒီမှာကိုရီးယားလူမျိုးတွေမှန်သမျှဒီသူတို့ကိုရီးယားနိုင်ငံသားတွေဒီအလုပ်ကိုင်နည်းနည်းလေးပါလာတယ်ပေါ့နော်အဲ့ဒီတော့ဘာကြီးလုပ်လဲဆိုရင် delivery တရားမဝင်ပေါ့နော်တရားမဝင် delivery ပို့တယ်ဆိုပြီးတော့ចောင်းသားတွေကိုဟာလာမှတ်တမ်းယူတယ်နော်ရဲကိုကင်ပြီးတော့ဖမ်းဆီးတာတွေလုပ်တယ်နော်ဒီလိုမျိုးဒါចောင်းသားဆိုရင်ကျွန်တော်ဒီလုပ်တွေနော်လုပ်တချို့တွေကြတော့လည်းတားမြစ်ထားတယ်ပေါ့တချို့တွေကြတော့လည်းနားလည်မှုနဲ့လုပ်ကြတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပြောချင်တဲ့ထိပ်ပဲကဒီကចောင်းသွားမဲ့ចောင်းနဲ့သွားမဲ့ចောင်းသားတွေသုံးမဟုတ်ပေါ့နော်EPS လည်းလုပ်တယ် EPS နော် EPS နဲ့သွားပြီးတော့ညာဘက်မှာနော်အပူဝင်ငွေရှာနေတဲ့ចောင်းသားတွေဆိုရင်ဒီလိုလိုမျိုးလုံးဝမလုပ်ပါနဲ့ပတ်စံရတာတော့မှန်ပါတယ်ဒါပေမဲ့ခုနပြောတဲ့တရားဥပဒေနဲ့နော်တရားဥပဒေနဲ့လုံးဝနော်ဟိုမလွတ်ကင်းတဲ့အလုပ်ပါသူနိုင်ငံသားတွေပဲလုပ်ရတဲ့အလုပ်ဖြစ်တယ်အဲတော့နိုင်ငံသားတွေမှာမှတ်ဖို့နဲ့အထောက်အထားဆိုတာမရှိဘူးဒီဟာကိုလုပ်ရမယ်ဆိုတဲ့အထောက်အထားမရှိတာဖြစ်တာမို့လို့သိချပါတယ်ကျွန်တော်ဒီလိုလုပ်ငန်းမျိုးနဲ့သွားပြီးတော့လုပ်တဲ့အချိန်မှာလွတ်ရင်တော့ပြဿနာမရှိဘူးဗျာမလွတ်ဘူးဆိုလို့ရှိရင်တော့နော်ဒီចောင်းသားတွေကျွန်တော်နော်ကျွန်တော်တို့တွေចောင်းနဲ့သွားကြတဲ့ចောင်းသားတွေတော်တော်များများဒီဘာတွေဖြစ်နိုင်လဲဆိုရင်ဗီဇာပေါ့နော်တက်တန်းထပ်မတိုးပေးတာတွေနော်နောက်ပြီးတော့အခွန်ငွေတွေဒဏ်ငွေတွေဆောင်းတာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့အခုတလုံးမှာနောက်ပိုင်းမှာနော်ကိုရီးယားနိုင်ငံမှာအလုပ်ကိုင်လေးနည်းနည်းပါရှားပါလာတဲ့အချိန်မှာကိုရီးယားလူမျိုးတွေအစားနိုင်ငံသားတွေကိုအစားထိုးအသုံးပြုလာတဲ့ကုမ္ပဏီပိုင်ရှင်တွေနော်ဒီလိုမျိုးလူတွေကကျွန်တော်ចောင်းသားတွေခေါ်ခိုင်းတာရှိပါတယ်ဒီလိုမျိုးအလုပ်တွေဆိုရင်တော့မလုပ်နဲ့မဟုတ်ပါဘူးလုပ်ပါတတိထားပြီးလုပ်ကြပါနော်ဖြစ်လာရင်မလွယ်ပါဘူးနော်အဲ့တော့ကျွန်တော်ဒီနေ့ရှင်းပြတဲ့ဥစ္စာလေးကိုအားလုံးနားလည်လိမ့်မယ်လို့မျှော်လင့်မိပါတယ်เนาะမရှင်းတာရှိလည်းပြောပါကျွန်တော်မှားတယ်ဆိုရင်လည်းပဲเนาะဒါမှားတာလေးကိုနည်းနည်းလေးတီးခံကြည့်ပြပြเนาะကျွန်တော်လည်းအရင်ကြောနေတဲ့မှာတော့မပါဘူးဒါပေမဲ့ကိုနားလဲသလောက်နဲ့เนาะအလုံးမလုံးနိုင်ဟိုအကြောင်းမတတ်နိုင်တဲ့ကလေးလေးကိုရည်ရွယ်ပြီးတော့ကျွန်တော်ရှင်းပြပေးခြင်းဖြစ်ပါတယ်အဲ့အတွက်เนาะမတိတဲ့သူတွေတော့ပေါ့လေเนาะမှားတယ်ဆိုရင်လည်းကျွန်တော်အောက်မှာ comment လေးမှာရေးသွားလို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်